ေဆိုလာစိုက်ဖို့အခြေခံလိုအပ်ချက်တွေကိုနံပါတ်စဉ်အလိုက်အကျဉ်းချုပ်နဲ့အပြည့်စုံပြောပြပေးသွားပါမယ်ဗျနံပါတ်1အချက်ကတော့ကန်နေရရွေးချယ်မှုပါဗျကန်နေရကိုရွေးချယ်တဲ့အခါအထူးသဖြင့်မနက်နေပေါ့ဗျမနက်6နာရီနဲ့12နာရီလောက်ပဲရတဲ့နေရာကိုရွေးချယ်ရရင်ပိုကောင်းပါတယ်ညနေခင်းကျရင်တစ်ပင်လိုအရိပ်မျိုးကျသွားမယ့်နေရာပေါ့အဲ့လိုနေရာမျိုးရွေးချယ်ပြန်အပြင်အပေါ်ကစကားစိမ်းမမိုးပဲနဲ့လည်းစိုက်လို့ရတယ်ဗျတဏီကုံအဲ့လိုနေရာမျိုးမှမဟုတ်ဘူးတဏီကုံနေရတဲ့နေရာပဲကိုယ်မှရှိတယ်ဆိုလို့ရှိရင်တော့အပေါ်ကစကားစိမ်းမိုးပေးဖို့လိုပါတယ်ဗျနံပါတ်2ရှာတော့ရေအတိမ်အနက်ပါရေအတိမ်အနက်ကရေက4လက်မနဲ့6လက်မလောက်ပဲတင့်တော်ပါတယ်အဲ့ထက်နက်လို့ရှိရင်ဘယ်လိုကောမလဲမြေပေါ်တင်ဆောက်တဲ့ခံဆိုလို့ရှိရင်ဟာရေဝိတ်ရှိမယ်တူးရရင်လည်းတအားကြီးတူးနေရမှာဖြစ်တဲ့အတွက်ကြောင့်4လက်မနဲ့6လက်မလောက်ဆိုရပါပြီအဲ့ထက်များလို့ရှိရင်ရေပုတ်တက်ပါတယ်ဗျနံပါတ်3အရှာတော့ကန်ရွယ်စားပါကန်ရွယ်စားကျတော့ဒီအိုးလေးတွေနဲ့ခွက်လေးတွေနဲ့စိုက်လို့ရတယ်လို့ကန်နဲ့လည်းစိုက်လို့ရပါတယ်ဗျခွက်လေးတွေနဲ့စိုက်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးအကျဉ်းဆုံးရွယ်စား2ပေလောက်တော့ရှိတင်ပါတယ်အဝိုင်းဆိုရင်လည်း2ပေလောက်အရှင်မှန်ကောင်းပါတယ်ဗျအဲ့ထက်သေးလို့ရှိရင်ရေစုလားခဏလေးနဲ့ပြည့်သွားပါလိမ့်မယ်ရေကြီးကန်ဒါမှမဟုတ်မိုးကကန်လုံးမယ်ဆိုလို့ရှိရင်တော့ဒီအနမ်းကျတော့4ပေလောက်အလျားကျတော့10ပေလောက်10ပေရှည်လောက်စီလောက်သွားလို့ရပါတယ်4ပေလောက်ဆိုလို့ရှိရင်နှစ်ဖက်လုံးကနေပြီးတော့ကန်နဲ့မစင်မဲ့နဲ့လည်းခတ်လို့ရတယ်နှစ်ဖက်လုံးကနေမိရပေါ့အလျားကျတော့မိမိစိတ်ကြိုက်လုံးလို့ရတယ်ဆိုပေမဲ့ဒီ10ပေ12ပေလောက်ပဲလောက်တာတော့ပိုကောင်းပါတယ်ကျွန်တော်ကများများစားချင်တယ်ဆိုလို့ရှိရင်အဲ့လိုကန်လေးတွေများများတူလိုက်ပေါ့ဗျာနံပါတ်4တစ်ချက်ကျတော့ဘယ်လိုရေမျိုးနဲ့စိုက်ရမလဲဆိုတာပါကျွန်တော်ဒီရှောင်းရည်မြောင်းရည်အင်းရည်ငါးကန်ရည်နဲ့စိုက်တဲ့အခါဘာမှတိတ်ပြီးတော့လှုပ်ရှားမလို့ပါဘူးဒီတိုင်းစိုက်လို့ရပါတယ်အဝစီတွင်းရည်နဲ့စိုက်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတစ်ပတ်ကနေ10ရက်လောက်ထိနှပ်ပေးဖို့လိုပါတယ်ဘာနဲ့နှပ်ရမလဲဆိုတော့ဒီကျွန်တော်တို့ကမြေကြီးပေါ့မြေကြီးခုနပြောတဲ့4ပေ10ပေလောက်ရွယ်စားဆိုလို့ရှိရင်မြေကြီးနှပ်ပြီးလောက်ထဲပေါ့ဗျာမြေကြီးနှပ်ပြီးရဆိုတော့ဒီအာဟာရတအားမရှိရဲ့မြေလေးရတယ်ဒီကိုဥယျာဉ်ခြံမြေတွေကမြေကိုသုံးပေးပါဗျာဒီပိုးသက်စီပေါင်းသက်စီတွေသုံးထားတဲ့မြေတော့မဖြစ်ရပါဘူးပြီးတော့ကျွန်တော်တီကျစ်စာရှိလို့ရှိရင်တီကျစ်စာဆိုတော့ဒီနှိုးစီဘူး2ဘူးလောက်ဆိုရပါတယ်နွားရှိထဲမယ်ဆိုလို့ရှိရင်လည်းနွားရှိနှိုးစီဘူး2ဘူးလောက်ဆိုရပါတယ်ဗျ4ပေ10ပေရွယ်စားဆိုလို့ရှိရင်ဒီဟာပေါ့2ပေအရှင်းလောက်ဒီပုံးလေးနဲ့စိုက်မယ်ဆိုလို့ရှိရင်တော့နှိုးစီဘူး2ဘူးလောက်စီပဲထဲပါဗျနံပါတ်5အရှာတော့ဒီဘာကန်နဲ့ပဲစိုက်ဘလောက်ကျဲတဲ့ကန်နဲ့ပဲစိုက်တော့မျိုးဘလောက်စားထဲရမလဲဆိုတဲ့မျိုးပေါ်မှာမျိုးအားကြောင့်1လီတာစားထည့်လဲရတယ်ကြိုက်တဲ့လောက်ထည့်လို့ရတယ်3လီတာ4လီတာစားထည့်လဲရတယ်ဒီ4ပေ10ပေလောက်ကန်ရစားကောင်းတာတော့ဒီ3လီတာ4လီတာလောက်တော့အနည်းဆုံးစားထည့်တာကောင်းပါတယ်များထည့်လို့ရှိရင်တော့မြန်ပွားတယ်ပေါ့ဗျာအေဆိုလာအသားကျသွားပြီဆိုလို့ရှိရင်တော့9ရက်ကို2ဆလောက်ပွားပါတယ်ဗျနောက်တစ်ချက်ကအေဆိုလာကိုဘယ်နေရာမှာသုံးကြလဲဆိုတဲ့မျိုးပေါ်မှာဗျအေဆိုလာကကျတော့ဒီဘဲစာကြက်စာအဲ့လိုမျိုးလိမ့်ဆန်စာတွေသုံးပါတယ်သူကနိုက်ထရိုဂျင်ဖမ်းပေးတဲ့အပင်ဖြစ်တာကြောင့်ဒီနိုက်ထရိုဂျင်ဓာတ်ပေါင်းမြင့်မာတဲ့အခါကျတော့ကျွန်တော်ဒီ compost လုပ်လို့လည်းရပါတယ်ဗျ compost လုပ်ခြင်းအပြင်နိုက်ထရိုဂျင်များပါတဲ့ compost ကိုရမှာပါဒါပေမဲ့ compost လုပ်မယ်ဆိုလို့ရှိရင်တော့ follow အများကြီးစိုက်ဖို့လိုပါတယ်ဗျအဓိကအပြင်တလိမ့်ဆန်စာသုံးကြတယ် compost လုပ်ကြတယ်ပေါ့ဗျနောက်ဆုံးတစ်ချက်အနေနဲ့မှတ်ထားမှာကျတော့အေဆိုလာကကျတော့ moisture ကြိုက်ပါတယ် humidity ကြိုက်ပါတယ်ဗျစိုထိုင်းစားကိုကြိုက်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကသူ့ကိုစိုထိုင်းစားများတဲ့နေရာမှာပေးသင့်ပါတယ်ဗျစိုထိုင်းစားများတဲ့နေရာဆိုတာကအေဆိုလာရေထဲမှာစိုက်ထားတာဖြစ်ပေမဲ့ဒီဘေးပတ်ဝန်းကျင်ကပူနေတယ်ဆိုလို့ရှိရင်ပွားနှုန်းနေပါတယ်အဲ့ဒါကြောင့်မို့သူ့ကိုဆိုပါတော့ဗျအေးဓာတ်ရှိတဲ့ပင်တွေပေါ့မှာငပြောပင်တွေပတ်ချလဲဝိုင်းတဲ့နေရာမျိုးတို့အေးဓာတ်ရှိမဲ့ပင်တွေပေါ့အဲ့လိုမျိုးပင်တွေဘေးနားမှာဝိုင်းရနေတဲ့နေရာဆိုလို့ရှိရင်သူကပို့ပြီးတော့ဖြစ်လွယ်ပါတယ်ဗျအဲ့လိုမျိုးပင်နေမရှိရင်တော့ဒီစကားစိမ်းမိုးပေးပြီးတော့ဖြစ်နိုင်ရေမုံမှာဖြန်းပေးရင်တော့တော်တော်လေးကိုကြိုက်ပါတယ်ကျွန်တော်တို့ကတော့ရေမုံဖြန်းတဲ့အထိတော့မလုပ်နိုင်ပါဘူးကျွန်တော်ဘေးကနေပြီးတော့ဒီဘက်ချလည်းအပင်စိုက်ထားပေးပါတယ်ဗျကျေးဇူးတင်ပါတယ်